မှာဗီဒီယိုဖန်တီးချင်ပေမဲ့ကိုယ့်ရဲ့မျက်နှာမပြရဲဘူးဖြစ်နေလားလင်းကိုယ်တိုင်လည်းသိတယ်ပေါ့နော်လူတွေအများကြီးရှိမှစကားတွေပြောဖို့လူတွေအများကြီးရှိမှကိုယ့်ရဲ့မျက်နှာကိုပြဖို့ဆိုတာကလူတိုင်းအတွက်မလွယ်ကူတဲ့အရာတစ်ခုဖြစ်တယ်လင်းတော့ကလည်းစားတော့ကဒီလိုပဲပေါ့နော်ကင်မရာချစ်ထွေးရမှာကြောက်တယ်စကားပြောရတာတွေကြောက်ချက်တယ်ဒီလိုလူတယောက်ကနေပြီးတော့အခုဆိုလို့ရှိရင်အတန် record ဖန်တဲ့ဗီဒီယိုလေးတွေစပြီးတော့ဖန်တီးရင်းကနေအခုလိုမျိုးကင်မရာချစ်ကိုထွက်လာပြီးတော့စကားတွေပြောရတဲ့အထိဖြစ်လာခဲ့ပြီဒီလိုကင်မရာချစ်ထွက်ပြီးတော့စကားမပြောရတဲ့သူတယောက်ကနေအခုဆိုလို့ရှိရင်ဗီဒီယိုတွေဆိုရင်သိန်းတန်းခဏအထိတောင်နင်းကိုယ်တိုင်လှုပ်လာနိုင်ခဲ့ပြီပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဒီလိုမှာအတန် record ဖန်တဲ့နည်းလမ်းလေးကိုပြန်လည်ပြီးတော့ share လုပ်ပေးရင်းနဲ့တကယ်လို့ကိုကနေပြီးတော့ TikTok မှာဗီဒီယိုတွေဘယ်လိုဖန်တီးရမှာလဲဘယ်လိုဗီဒီယိုတွေရိုက်ရမှာလဲဆိုတဲ့စတဲ့အသေးစိတ်နဲ့ပတ်သက်ပြီးတော့ကိုကနေတော့ TikTok algorithm လုပ်ပုံတွေ TikTok algorithm ကဘယ်လိုမျိုးတွေကြိုက်တာလဲ TikTok algorithm ရဲ့စီကံချက်တွေကဘာတွေလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့ link ကိုလည်းစစ်ချင်ပေးထားတဲ့ free class ကလေးတစ်ခုရှိပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့အခုချက်ချင်းပဲ comment မှာ free class လို့ရေးလာပေးပြီးတော့TikTok ရဲ့ profile အောက်မှာ bio link လည်းရှိရပေါ့နော်အဲ့ဒီမှာလည်းသွားပြီးတော့ join လို့ရပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့အခုချက်ချင်းပဲ join ဖို့မမေ့ပါနဲ့ဒါဆိုလို့ရှိရင်တော့အတန် record ဘယ်လိုထည့်ရမှာလဲဆိုတာကိုတော့ဒီ video ရဲ့အဆုံးမှာလိုက်ပြီးတော့လုပ်ပြပေးမှာဖြစ်ပါတယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာရှိတယ်ဆိုရင်လည်း comment မှာရေးလာပေးလို့ရသလို free class ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ comment မှာလည်း free class လို့ရေးလာပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့အရင်ဆုံး TikTok တွေကိုသွားပေးရမှာဖြစ်ပါတယ်ကိုနေပြီပါတကယ်လို့ကိုမှရိုက်ပြီးသားမရှိဘူးဆိုရင်တော့ရိုက်ပြီးသားတွေကိုသွားရိုက်ပြီးသားရှိတယ်ဆိုရင်တော့ရိုက်ပြီးသားတွေကိုသွားပေါ့နော်လင်းကကျတော့ရိုက်ပြီးသားနဲ့ဥပမာပြပေးမယ်ဒီမှာဆိုရင်ရိုက်ပြီးသားတစ်ပုဒ်ကိုယူလာပြီးအဲ့ခါမှာဆိုရင်အရင်ဆုံးကိုယ့်ရဲ့မူရင်းဗီဒီယိုကအတန်ကိုပေါ့နော်ဖြောက်ရမယ်ဒါဆိုရင်ဒီဗီဒီယိုလေးကိုထောက်လိုက်ပြီးရင်တော့အဲ့ဒီမှာဗီဒီယိုလေးကိုထောက်လိုက်တဲ့အခါမှာဆိုရင် sound ဆိုတဲ့ခလုတ်လေးရှိလိမ့်မယ် sound ဆိုတဲ့ခလုတ်ကိုနှိပ်ပေးပါအဲ့မှာဆိုရင် add sound ရှိမယ် sound effect ရှိမယ် voice cover ဆိုတာရှိလိမ့်မယ်နင်တို့ကအတန်ကို record ထဲမှာဖြစ်တဲ့ကြောင့်မလို့ voice cover ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါနှိပ်ပြီဆိုလို့ရှိရင်အဲ့ဒီမှာပေါ့နော်အနီလုံးလေးရှိလိမ့်မယ်အနီလုံးကိုမနှိပ်ခင်ဒီဘက်မှာ return note ဆိုတာလေးရှိလိမ့်မယ်ဒီ return note ကဘာအဓိပ္ပာယ်လဲဆိုရင်ကိုဘေးနားကစုညံတန်လေးပေါ့နော်ကိုအတန်သွင်းတဲ့အခါမှာပဲဖြစ်ဖြစ်ကိုအတန်နေပါရိုက်တဲ့အခါမှာဖြစ်ဖြစ်အတန်ကိုယ့်ရဲ့အတန်ကိုတို့ကဘေးကိုကာပေးထားတာပေါ့နော်ဒီ return note ဆိုတာလေးကိုလည်းဖွင့်ထားပေးပါပြီးရင်တော့အလဲကောင်ကအနီလုံးလေးကိုနှိပ်ပြီးတော့လို့ရှိရင်ကိုအတန်စပြီးတော့သွင်းလို့ရပြီဒီခါလေးမှာအတန်သွင်းနေရင်လည်းကိုယ့်ရဲ့အတန်မပါတာတို့မိုက်တွေအနှုတ်တွေပြတာတို့ဆိုလို့ရှိရင်မိုက်ပုံစံလေးပြလာပြီးတော့အဲ့မိုက်ပုံစံလေးကိုနှိပ်လိုက်ပါအောက်မှာဒုံးဆိုတာလေးကိုနှိပ်ပြီးပေါ့နော်ပြီးသွားပြီဆိုတော့ပြန်ပြီးတော့အတန် record ပြန်ဖမ်းပါဖမ်းပြီးကိုအဆုံးထိရသွားပြီဆိုလို့ရှိရင်တော့ကိုကနေပြီးတော့အဲ့ဒီမှာဒုံးဆိုတာလေးကိုနှိပ်ပြီးတော့ရင်စေ့လိုက်ပါပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ရသွားပြီဒါကတော့ TikTok မှာအတန် record ဘယ်လိုမျိုးဖမ်းရမှာလဲဆိုတာကိုဒီဗီဒီယိုမှာလာပြီးတော့